ပြီလားကျွန်တော်ပြန်ပြန်မှာလဲကိုရဲ့ဒီနေ့လေတမိကောင်လေးကိုအိမ်ခေါ်တာဒါပေမဲ့အလုတ်ကလည်းလေခဏတော့လုပ်ဆရာရှိသေးလို့အဲ့ဒါသွားပြီးတော့လက်စားတက်လာအောင်နော်ဆောင်းလေးလာရင်ခဏပြောထားလိုက်အောင်နော်နေဒုက္ခတွေပြေးဝရတယ်ကွာ ပြီးလို့စကားတွေအများရှောက်မပြောနဲ့နော်ကိုကြီးအမားရှောက်ပြောတဲ့ဘာမှမပြောနဲ့နော်ဒီအိုင်းမဲ့ထိုင်ခိုင်းထားလိုက်သွားပြီနော်အမြင်သူပဲလှိပ်ပိတ်ပြောငါဘာမှတခုမှမပြောလိုက်အောင်ဘာကိစ္စမှတော့မှတ်မိတော့မှတ်မိရရှိလိုက်ပါလေသူပဲလာမှာလေတော့တော့အစီပြောပြရမှာပြောရဝမ်းသာပါလေကိုညီမညီလေးနဲ့ဟိုစကားနဲ့ပြောလာကြည့်ဆိုလေလည်းကိုစကားနဲ့ပြောလို့ရမှာရတယ်အေးချားမပါဘူးဟိုမင်းကဟိုမနေ့ကဟိုအိမ်ပိုးတဲ့တယောက်လားမဟုတ်ဘူးမယ်ဆိုပြောတာဟုတ်ပါဘူးပြောပါငါညမပြောလိုက်ပါတယ်ဟိုကလေကွာမင်းတို့ပုံစံမှာပဲငါမြင်လိုက်ပါတယ်သူဝေါ်ပေးပါလုံးဝတက်မှချင်းသားသေးရဲ့နော်ဟုတ်တာဒီလိုရနေမှာမဟုတ်လားခဏပြန်တူရုံးနေတယ်ကွာရောကိုတို့နဲ့သူပဲရန်ဖြစ်ပုတ်ကောင်းရန်ခွဲလိုက်တယ်ငါလိုက်ရှင်းရပြီဟာရောမင်းကဟုတ်လားအချုပ်ရတာတော့တွေ့ပါကွာဒုက္ခပါလို့ကွာအော်ဆိုနေကြီးလေးကိုလေဘာလို့ပြန်မလဲကြီးလေးကိုလေကိုလေးကိုဖြိုးပြရအောင်ဖြိုးပြအောင်ဖြစ်တယ်ကိုကြီးကဘာလဲကိုညမစားလေကိုပြစကားပြောပြရလေဒီမှာလေမဟုတ်ဘူးကျွန်တော်အဲ့ခန္ဓာလေအဲ့ခန္ဓာဖြိုးပြရပြန်ပြီဟာကြီးလေးဟာကိုငါရောက်ပြီလားကျွန်တော်ပြန်မှာလဲကိုမပြန်တော့လေကိုဟာကိုကြီးကောင်းရဘာလို့ပြန်သွားလဲငါဘလို့သိပါလဲငါနေ့ကြောင်မပြောရင်ထပြန်သွားတာတော်ထပြန်သွားငါလည်းမသိဘူးလေနေ့အကြောင်းပြောတယ်ကိုကြီးဘာအကြောင်းသိပြောပြန်ပြီလဲနေ့ကြောင်မပြောတာလို့ဟာကိုကြီးအကြောင်းသိတယ်ကိုကြီးလည်းမဟုတ်တာရှောက်ပြောရမလားသိဆိုးရဟာငါပတ်စံရနေဂိမ်းစောနေတာဟုတ်လားအဲ့ဆိုငါ့ကိုလည်းရှင်းပြပါရှင်းပြမယ်သူ့နာမည်ရွှေလာမင်းဂိမ်းနဲ့သူအရင်ကယုံကြည်စိတ်ချရတဲ့ဂိမ်းကွာသူ့မှာတူးတီကိုကြိုက်တဲ့လူတွေတက်ဆိုရင်ထိုင်းတူးတီနဲ့မြန်မာတူးတီစိတ်ကြိုက်ထိုးလို့ရတယ်အယောစားကလည်းအပြင်တိုင်းနေတဲ့အများကြီးတာရယ်ကွာတူးတီကို80စားနဲ့3တီကိုအစ900နဲ့တွတ်ပတ်လေကိုစစ်စားပေးရမိုင်းလိုက်အေးအဲ့ဒါမကသေးဘူးနော်ရွှေလာမင်းမှာဆက်လော့ဂိမ်းတွေကိုလည်းသူဆော့လို့ရတယ်ပြီးရင်လူစော်များတဲ့ငါးပစ်ဂိမ်းရှန်ကိုမီ4កောင်ချင်း6កောင်ချင်းနဲ့အခြားဂိမ်းတွေကိုလည်းစုံရှိသေးတယ်ဒါတွေမကအောင်တော့ဘောနက်တွေလည်းပေးတယ်စိတ်ဝင်စားပါအေးကြံတည်ပြီးတော့ပောက်ကနန်းတွေလည်းတင်ပေးတယ်ငွေတင်းကတော့ကလည်းရှယ်မြန်တယ်ကွာအခုထက်အခုဝင်အခုထုတ်ပဲကွာတန်းကိုရတာနော်အဲ့ကြောင့်ငါကွာငွေတင်းကထုံမြန်တာငါအကြိုက်ဖြစ်နေရကွာအေးတကယ်လို့နေစင်အခုအဲ့ဒါကိုစိတ်ဝင်စားရဆိုရင်အခုပို့ရဲ comment နဲ့ link ရနေပြီးတော့ဒါမျိုးဆော့လို့ရတယ်သိချင်တာရှိရင်လည်း Viber ဖုန်း399563 463996နဲ့399563 46 မှာလည်း24နာရီတွက်မိလို့ရပါတယ်ရွှေလာမင်းရဲ့ Telegram channel ကိုလည်း join လုပ်လို့ရတယ်နော်တင်သမျှတွေကိုလည်းအသိကြည့်လို့ရတာပေါ့ဟာဆော့သမျှအကုန်ဆော့ကြည့်လို့ရတယ်ဒါမိုက်တယ်အစုံကအကောက်ခွင့်ပြလိုက်အေးလုံငါ